Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင် YouTube မှာ post 10 post တော့ဘယ်လိုတင်ရလဲဆိုတော့ပြောရမှာဖြစ်ပါတယ်ဒီမှာဆို YouTube လေးကိုဝင်လိုက်ပါရှင်ညီမတို့ရှင်တော့တင်တယ်လို့ပဲပေါ့နော်ပြီးဒီမှာဒီအလေရဟာလေးအဝိုင်းလေးအပေါင်းလေးကိုနှိပ်လိုက်မယ်ဒီကျမတို့ဒီတပုံတင်လေး9ပုံတော့တင်မယ်ပေါ့နော်ဒါ9ပုံတင်လိုက်ပြီပေါ့နော် Okay ဒီမှာထပ်သွားလို့ရောအဲ့လိုမျိုးပေါ့နော်ခြားသွေးဆိုလို့ရှိရင်မမော9ပုံကိုဒီလိုလုပ်လိုက်မယ်ပြီးရင်ဒီမှာအဲ့ post 9ပုံပေါ်လာလိမ့်မယ်ပေါ်လာလိမ့်မယ်ဆိုနောက်ကဒီပေါ့နော်ဟာလေးကိုနှိပ်လိုက်မယ်အဲ့ကြရှင်ဒီမှာထပ်ထည့်လို့ရပါရှင်10ပုံထည့်လို့ရမယ်ပေါ့နော်ဟာဆိုလို့ရှိရင်အမှနောက်ကဟာ10လို့ပြေသွားပြီပေါ့နော်ပြီးတော့ဒီမှာကိုကြိုက်တဲ့ပေါ့နော်စာသားလေးရေးပြလိုက်ပါနော်မရပြီဆိုဒီ post ကိုနှိပ်လိုက်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဒီမှာရောက်သွားပြီပေါ့နော်ဟုတ်ကဲ့ပါရှင်